ကမိုးစိုးကြီးတယောက်ကဘုန်းကြီးတစ်ပါးစီသွားပြီးတရားနာဘုန်းကြီးကြောင့်လည်းတခါမှမရောက်ဘူးတဲ့သူမိမကိုပြောတယ်ဘုန်းကြီးနဲ့တွေ့တဲ့ကတခါလည်းမပြောတတ်ဘူးတဲ့တရားနာတယ်ဆိုတာဘာလို့အောင်မလဲတဲ့နော်ဘုန်းကြီးပြောတာဘုန်းကြီးပြောတဲ့ဟာလေးနားထောင်ခဲ့ပေါ့အဲ့ဒါလေးမှတ်ခဲ့တယ်ဆိုတော့သူသွားပြီးတရားနာအဲ့တော့ဘုန်းကြီးကရောက်လာတဲ့အခါကျတော့အဲ့ဒီမုတ်ဆိုးကြီးကိုအဲ့ဒီမုတ်ဆိုးကြီးကသက်သက်လုံးသူကသားကောင်တွေလိုက်တက်ခဲ့တော့ဘုန်းကြီးကခေါ်လိုက်တယ်ကဲမင်းအနမ်းလာခဲ့ကွာဆိုမုတ်ဆိုးကြီးကကြောက်နဲ့ဘုန်းကြီးအနမ်းသားကတ်ဘုန်းကြီးကအနမ်းလေးမှာသင်္ကန်းချုပ်တဲ့အပ်ရှိတယ်သင်္ကန်းချုပ်တဲ့အပ်နဲ့ဇွတ်ဆိုကောက်ထိုးလိုက်နာလိုက်တာဗျာနာလိုက်တာဗျာဆိုနောက်ဆုတ်သွားတယ်မင်းသားကောင်တွေတက်တော့ဒီသားကောင်တွေရောမနာဘူးလားသားကောင်တွေကိုမြားတွေလေးတွေနဲ့ပြစ်တဲ့အခါမနာဘူးလားဟဲ့ဓာတ်တွေလှန်နေတဲ့ခုတ်တဲ့ထိုးတဲ့အခါမနာဘူးလားအခုမင်းအလေးနဲ့ထိုးတော့တော့နာလိုက်ကိုနာတာကိုမကြိုက်ရင်သူများနာအောင်မလုပ်နဲ့တဲ့ဒါတရားဒါပဲဘုန်းကြီးကဒီတရားဟောလိုက်တယ်ကိုနာတာမကြိုက်ရင်ပြန်ပြောပါလေတော့ကိုနာတာမကြိုက်ရင်သူများနာအောင်မလုပ်နဲ့အဲ့လိုကိုပြည့်စည်ပျောက်တာမကြိုက်ရင်သူများပြည့်စည်ကိုမယူနဲ့ကိုအစဲခံရတာမကြိုက်ရင်သူတို့ဘာကိုလည်းမဆဲနဲ့ကိုပိန်လို့ဆိုရင်ငပိန်ဝါလို့ဆိုရင်ဖတ်တီးပုလို့ဆိုရင်ဂျဘူးမဲလို့ဆိုရင်ငမဲတဲ့ခေါ်တယ်အဲ့လိုခေါ်ရင်ကြိုက်လားကိုသူများကလည်းအဲ့လိုမျိုးပေါ့ကိုဒီလိုခေါ်တာမကြိုက်ရင်သူများကလည်းအဲ့လိုခေါ်သင့်လားအဲ့ဒါကိုဘာတရားလို့ခေါ်တော့ကိုချင်းစာတရားဒါလည်းသူတို့ပြောဘာတရားတော့ဒါကြောင့်စိတ်ထားမြင့်မြတ်တဲ့အထက်တန်းကြားတဲ့သူမှာနောက်ထပ်အရေးချင်းတစ်ခုကဘာလဲတော့ကိုချင်းစာတရား